အောင်မြင်တဲ့ကျောင်းသားတွေမှာတူညီတဲ့အရာတစ်ခုရှိပါတယ်။သူတို့ဟာ University ကိုရွေးချယ်တာမဟုတ်ပါဘူး။အောင်မြင်မှုစီသွားမယ် pathway ကိုရွေးချယ်ခဲ့ကြတာပါ။မြန်မာနိုင်ငံရဲ့အကြီးမားဆုံး NCUK Study Center NCUK Awards အများဆုံးရရှိထားတဲ့ AIC ကနေအခု New Zealand University တွေစီတက်လှမ်းနိုင်မဲ့အခွင့်အရေးကိုယူဆောင်လာပါပြီ။ Up to $8,000 scholarship အခွင့်အလမ်းနဲ့အတူ New Zealand Top University တွေစီ AIC နဲ့အတူရှောက်လန်းလို့ရပါပြီ။တခါတလေတင်ဘဝကိုပြောင်းလဲပေးမဲ့ဆုံးဖြတ်ချက်တွေကအဝေးကြီးမှမရှိပါဘူး။ AIC မှာစတင်တဲ့ခြေလမ်းလေးတစ်လမ်းကပဲ New Zealand မှာဘွဲယူတဲ့နေ့အထိခေါ်ဆောင်သွားနိုင်ပါပြီ။